ုရားကိုကိုးကွယ်တဲ့အမျိုးသားအမျိုးသမီးတွေဟာရှိရမယ့်အင်္ဂါရပ်တွေရှိသေးတယ်အဲ့ဒါတွေရှိပြီဆိုလို့ရှိရင်ဒါပြည့်ပြည့်စုံတယ်ပေါ့ယရနာလို့ခေါ်တယ်ယရနာဝင်ဖြစ်သွားဥပဒကယရနာဥပတိကယရနာယရနာစံဝင်ယရနာအမျိုးသားအမျိုးသမီးဖြစ်ဖို့ရအတွက်ဘာတွေလိုအပ်လဲလို့ဆိုလို့ရှိရင်နံပါတ်1ကဘုရားရဲ့ခုံကိုယုံကြည်ခြင်းဆိုတဲ့တတ္တာရှိရနံပါတ်2က၅ပါးသီလဆိုတဲ့သီလကိုခြင်းတရားရှိရနံပါတ်3ကဘာလဲလို့ဆိုရင်လောကီမင်္ဂလာတွေကိုမယုံအောင်ကောတုဟလမင်္ဂလာလို့ခေါ်တယ်လောကီမင်္ဂလာတွေကိုမယုံမဲနဲ့ကံကိုပဲယုံရမယ်လောကီမင်္ဂလာဆိုတာသိလားအခုကလူတွေပြောနေကြတာရှိတယ်လေဟေးပန်းသီးဖျားတင်လို့ရှိရင်ပန်းတတ်တယ်အဲ့ဒါမတင်ဘူးကြာပန်းလူလို့ကြာတယ်ပေါ့မြန်မြန်မအောင်ဘူးလို့အဲ့ဒါတွေကလောကီမင်္ဂလာတွေခေါ်တယ်နော်လောကီမင်္ဂလာတွေခေါ်တယ်အဲ့ဒါမျိုးတွေကိုမယုံရဘူးတဲ့မြန်မြန်ကြီးပွားကြလို့နေချင်းညာချင်းကြီးပွားကြလို့ဂျင်းမင်ဆိုင်တဲ့အကြံအောင်လို့ကြံဆိုင်တဲ့နော်လေအဲ့ဒီလူဟာတွေကိုယုံကြည်နေမယ်ဆိုလို့ရှိရင်ဥပဒကပိပိသသာဥပဒကယေရနာတော်ဝင်ဥပဒကမဖြစ်ဘူးတဲ့ကံကိုပဲယုံကြည်ရမယ်ကိုလှုပ်တာကောင်းတဲ့ကံလားကုသိုလ်လားအကုသိုလ်လားဒါပဲသိရမယ်အဲ့ဒီမင်္ဂလာတွေကိုကောတုဟလမင်္ဂလာလို့ခေါ်တယ်ဟိုလူကပြောလိုက်ဒီလူကပြောလိုက်ဟုံလုံးလို့ဒီဟာဟုံလုံးလို့အေးဘုရားဘာသာဝင်တွေတချို့များကြီးသေးတယ်နော်ကြီးပွားခြင်းတော့ဘာလို့တော့ဆိုကြီးကိုအကြီးသွားပြီးပရိစိတ်ရတာနဲ့သေးသေးစိတ်ရင်သေးမှဆိုလို့လားမသိဘူးနော်